မင်္ဂလာပါရှင်ညီညီပါဒီနေ့ daily routine morning ပိုင်းလေးကိုတင်ပြချင်ပါတယ်ရှင်ပုံမှန်တိုင်းအကူကတော့ဖះဆွတော်ကပ်ပါတယ်မနေ့မိုးလေးရင်အချိန်မီအောင်တော့ညီတို့မြန်လေးလှုပ်ရတယ်ပေါ့နော်ပြီးတော့ breakfast လေးပြင်ဆင်ပါတယ်ရှင် breakfast ကတော့ဒီနေ့လည်းဟင်းချက်ထားတာနဲ့သမင်းပူလေးနဲ့ပဲစားကြမယ်ပေါ့နော်ပုံမှန်တောက်ဖြစ်တာကတော့ညီတို့အသက်ကြီးလာတဲ့ခါကျတော့လေညီတို့ရင်သွေးချမ်းလေးကောင်းကောင်းလေးတောက်ဖြစ်တယ်အခုဆိုရင်ရာကွန်းလက်ဖက်ချောက်လေးတောက်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုရင်သမင်းကြိုက်အတွက်ဆက်လက်ပြီးတော့ပြင်ဆင်နေပါလေရှင်သမင်းကြိုက်ထည့်ပါတယ်မနေ့ဆိုရင်သမင်းကြိုက်ကိုထည့်ဒီနေ့ကတော့ကားကတော့မရက်ဆိုတော့လေနည်းနည်းလေးအေးဆေးလေးနဲ့ဟင်းနည်းနည်းအမဲဆုံတာလေးချက်လို့ရတယ်ပေါ့နော်မြန်လေးချက်တယ်အမဲဟင်းဆုံတာလေးချက်ပြီးတော့အေးဆေးရောဒီနေ့သွားလို့ရပါတယ်ပေါ့နော်9နာရီလောက်ဆိုထွက်လို့ရပါတယ်ပေါ့ပြီးတော့ breakfast လေးစားကြတယ်စားပြီးရခါကျရင်ကျမတို့သွားဖို့လာဖို့ပြင်ဆင်ရတယ်ပေါ့ရှင်သွားဖို့လာဖို့ပြင်ဆင်ပြီးတော့ဖျားရှိခိုးတယ်မနက်မိုးလင်းရင်ကြွားစရာလေးတစ်ခုတော့ရှိပါတယ်အိမ်မှာအတီးထားတဲ့အတီးလေးတွေပါရှင်ပြောစရာအရင်ကောင်းတယ်နော်ကျေးဇူးတင်ပါတယ်